ไม่คิดจะรักใครได้อีกแล้วไม่คิดจะรักใครได้อีกแล้วဘယ်သူကမှထပ်မရှိနိုင်တော့ဘူးထင်တယ်สวัสดีค่ะยินดีต้อนรับเข้าสู่ช่องเทียนโนค่ะအားလုံးပဲမင်္ဂလာပါရှင်เทียนโนပေလေးကနေပြီးတော့ကြိုဆိုပါရရှင်ဒီနေ့မှာမျှဝေပေးမယ့်စကားလုံးလေးကတော့ไม่คิดจะรักใครได้อีกแล้วไม่คิดจะรักใครได้อีกแล้วဘယ်သူကမှထပ်မရှိနိုင်တော့ဘူးထင်တယ်ဘယ်သူကမှထပ်မရှိနိုင်တော့ဘူးထင်တယ်ไม่คิดဆိုတဲ့စကားလုံးကမတွေးဘူးမထင်ဘူးလို့ဘာသာပြန်လို့ရပြီးတော့ไม่คิดจะဆိုလို့ရှိရင်တော့ဒီနေရာမှာမတွေးတော့ဘူးမထင်တော့ဘူးဆိုပြီးတော့ဘာသာပြန်လို့ရတယ်รักใครဆိုတာတစုံတယောက်ကိုရှစ်တာอีกแล้วဆိုတာထပ်ပြီးတော့ไม่คิดจะรักใครได้อีกแล้วဘယ်သူကမှထပ်မရှိနိုင်တော့ဘူးထင်တယ်ဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်ဒီမှာမျှဝေပေးခြင်းတဲ့စကားလုံးလေးကတော့ไม่คิดจะဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ရှင်ไม่คิดဆိုတာကမတွေးဘူးမထင်ဘူးလို့ဘာသာပြန်ပြီးတော့จะဆိုတဲ့စကားလုံးကတော့မယ်မလို့အကူစကားလုံးဖြစ်တယ်အဲ့ဒီစကားလုံးကိုပေါင်းလိုက်ရင်တော့ไม่คิดจะမတွေးထားဘူးမထင်ထားဘူးဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ရှင်ဒါလေးကိုကရိယာနဲ့တွဲသုံးကြည့်အောင်နော်ဥပမာသွားဖို့မစင်စားထားဘူးလို့ပြောရှင်ไม่คิดจะไปไม่คิดจะไปသွားဖို့မစင်စားထားဘူးလုပ်ဖို့မစင်စားထားဘူးไม่คิดจะทำไม่คิดจะทำလုပ်ဖို့မစင်စားထားဘူးပေးဖို့မစင်စားဘူးပေးဖို့စိတ်မကူဘူးအဲ့လိုမျိုးပေါ့နော်မြန်မာမှာအဲ့လိုသုံးနေပေါ့အဲ့ဒါကိုထိုင်းလို့ကြတော့ไม่คิดจะให้ไม่คิดจะให้ပေးဖို့မစင်စားထားဘူးတောင်းဖို့မစင်စားထားဘူးဆိုရင်ไม่คิดจะใช้ไม่คิดจะใช้ဆိုပြီးတော့မှပြောလို့ရပါတယ်ရှင်ထိုင်းဘာသာစကားသင်တန်းတွေအများကြီးတွေကမှဘာလို့တရားနိုးသင်တန်းကိုရွေးချယ်တင်တာလဲနံပါတ်1လွယ်ကူစွာသင်ပေးခြင်းနံပါတ်2ထိရောက်စွာတက်မြောက်သည့်အထိသင်ပေးခြင်းနံပါတ်3ကိုသိချင်လို့ရတဲ့ဘာသာရဲ့စကားတော်၎င်းစာတော်၎င်းအချိန်နေ့ရက်ကိုရွေးချယ်ပြီးတော့သင်လို့ရခြင်းကဲစိတ်ဝင်စားလို့ထိုင်းဘာသာစကားသင်တန်းကိုတက်မြောက်လိုပါကတရားနိုးထိုင်း language class မှာအသေးစိတ်မြင်မြန်နိုင်ပါတယ်ရှင်